နေဆက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်သည်မေလ22ရက်နေ့မှာအေယာရီတိုင်းဒေသကြီးမအူပင်မြို့ရှိနေဆက်ဒေသတိုင်းသားလူငယ်များဖွံ့ဖြိုးရေးတင်နန်းကျောင်းသို့ရောက်ရှိခဲ့ရာတင်နန်းကျောင်းကျောင်းအုပ်မှတင်နန်းကျောင်းဆိုင်ရာအချက်လက်များရှင်းလင်းတင်ပြမှုပေါ်ပြည်ထောင်စုဝန်ကြီးကလိုအပ်သည့်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည်ကျောင်းအုပ်ဝန်ထမ်းများဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအားတွဲဆုံမှာစကားပြောကြားရမှာနောက်တစ်ချိန်မှာနိုင်ငံတော်အတွက်အားကိုးအားပြုရမယ်နိုင်ငံဝန်ထမ်းကောင်းများခေါင်းဆောင်ကောင်းများဖြစ်အောင်ရည်မှန်းချက်များနဲ့အညီလေ့ကျင့်သင်ကြားပြုထောင်သွားကြရမှာကြားခဲ့ပြီးချင်းမင်းငွေများပေးရကကျောင်းဝင်းအတွင်းရှိအိတ်ဆောင်များစာကြည့်တိုင်းစာရေးတာနဲ့စပိုးဆောင်ရိတ်ခါစတိုးဆောင်တို့အားကြီးစုစစ်ဆေးခဲ့ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်ဗိုလ်ကလေးမြို့နယ်ရှိနေဆက်ဒေသတိုင်းသားလူငယ်များဖွံ့ဖြိုးရေးတင်နန်းကျောင်းသို့ရောက်ရှိပြီးပြည်ထောင်စုဝန်ကြီးကချင်းမြင့်ငွေများပေးအပ်ခဲ့ကကျောင်းဝင်းအတွင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်မေလ23ရက်နေ့မှာပသိမ်မြို့ရှိအမျိုးသမီးအိမ်တွင်းမှုတံမွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိခဲ့ပြီးအမှားစကားပြောကြားခဲ့ကချင်းမြင့်ငွေများပေးအပ်ခဲ့ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်အိတ်ဆောင်စာရေးသားနဲ့တိုင်းဦးစီးမှုရုံးများသို့လဲလှယ်ကြည့်ရှုစစ်ဆေးခဲ့ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်လက်ပုဒ္ဒါမြို့ရှိအမျိုးသမီးအိမ်တွင်းမှုတံပွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိခဲ့ပြီးချင်းမြင့်ငွေများပေးအပ်ခဲ့ပါသည်အဲဒီနောက်တင်နန်းသူများရဲ့ချုပ်လုပ်ထားရှိတဲ့လက်ရာများတင်နန်းသူများရဲ့လက်တွေ့သင်ကြားနေမှုကာလ2သိန်းစံရေတိုလောင်ကန်တို့အားကြည့်ရှုစစ်ဆေးခဲ့ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်လက်ပုဒ္ဒါမြို့ရှိနေဆက်ဒေသတိုင်းသားလူငယ်များစက်မှုလက်မှုတင်နန်းကျောင်းသို့ရောက်ရှိခဲ့ပြီးတင်နန်းသားများဘာသာရပ်အလိုက်လက်တွေ့သင်ကြားနေမှုနဲ့ကာလ3သိန်း1000စံရေစုကန်အားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ